မေတို့တွေလူပေါင်းလောကကြီးမှာအချင်းကြိုက်တဲ့သူကိုအချင်းလေးတွေကျွေးရတယ်လို့ပဲအချိုကြိုက်တဲ့သူလေးတွေကိုလည်းအချိုလေးတွေကျွေးပြရတယ်ပေါ့နော်မေကတော့ဒီတစ်ခါမှာအချိုကြိုက်တဲ့မိအိမ်ကသူတွေအတွက်ပေါ့နော်ကစုံများများလေးနဲ့တာကူချိုပြပြနှစ်ဤစိမ့်ဆောင်တက်ကလေးကိုလက်စားပြလို့အားလုံးကိုမျှဝေပေးလိုက်ပါတယ်အားလုံးပဲလိုက်ပါချူပေးပါအောင်နော်မိကတော့ရိုးရတာကူလေးကိုတုံးထားတယ်ပြီးရင်တော့မေတို့ကစုံဦးလေးတွေကိုအခွန်ခွာမယ်ယူစားလို့ရှိရင်လိုတယ်လို့ပေါ့နော်ကိုအကြီးအသေးအတုံးလေးတုံးထားပြီးတော့မေတို့ရေစစ်တန့်ပြင်ပြီးတော့မေတို့ရေလေးပြန်စိမ့်ထားမယ်ပေါ့နော်ကစုံကမမဲသွားအောင်လို့ပါကစုံကရေမစိမ့်ထားဘူးဆိုလို့ရှိရင်မဲသွားတတ်ပါတယ်အဲ့တော့မေရေမျိုးတည်မဲ့အချိန်မှာမေကစုံကိုရေလေးခဏစိမ့်ထားပြီးတော့ရေမျိုးလေးကိုတည်လိုက်ပါဦးမယ်ဒီနူးလေးလက်ထထားတာဆူလာပြီဆိုရင်တော့မေဆွမ်းသားရေစိမ့်ထားတဲ့ကစုံလေးတွေကိုစကားနဲ့စစ်ပြီးတော့မေတို့ရေနွေးဆူဆူလေးကိုထည့်လိုက်မယ်ပြင်စားလေးနဲ့ငက်ထည့်ပြီးတော့မေနိုးဤသွားအထိပြုတ်လိုက်ပါမယ်ကဲအခုဆိုရင်လည်းကစုံလေးလည်းနိုးဤသွားရေးဆိုမေတာကူလေးထည့်ဖို့အတွက်ကိုကစုံလေးကိုခဏဆယ်ထားလိုက်ပါမယ်ပြီးရင်တာကူလေးတွေကိုဖောက်ထည့်ပါမယ်ဖောက်ထည့်တဲ့အချိန်မှာလည်းမေတို့လက်ဖက်ကလည်းမှွေပေးနေရမယ်ပေါ့နော်ပြီးွားရင်လည်းမေတို့တာကူစီလေးတွေမပွားလာမချင်းစတိုက်မှွေပေးနေပါမှွေအိုးကတ်တက်လို့ပါကဲအခုဆိုရင်တာကူလေးတွေကပွားလာပြီမျက်စံလေးလည်းပျောက်တော့မယ်ဆိုရင်မေအုံးတို့လေးတွေလောင်းပြီးတော့ထည့်လိုက်ပါမယ်မေကအုံးတို့တာကူချက်စားမှာဆိုတော့အုံးတို့လေးသုံးထားပါတယ်ဒီနေရာမှာနန်းတို့ကြိုက်တဲ့သူကလည်းနန်းတို့နဲ့သုံးလို့ရပါတယ်ပြီးရင်တော့ကြားနဲ့ငယ်နဲ့စားလေးတွေကိုအရသာလို့တလို့ထည့်ပြီးတော့မေတို့တာကူစံလေးလည်းပွားလာပြီးမျက်စံလေးလည်းပျောက်တော့မယ်ဆိုရင်ဆွနာကဆယ်ထားတဲ့ကစုံလေးတွေပြန်ထည့်ပြီးတော့မေတို့မေအဲ့အစိမ့်တက်လေးပို့လို့ခြင်းလို့ပေါ့နော်နန်းတို့လေးလည်းထည့်လိုက်တယ်ပြီးရင်တော့မေတို့တာကူးစိတ်လေးတွေပျောက်သွားအောင်အဖုံးခဏအုပ်ထားပြီးတော့တအောင်နေဆိုရင်ရပါပြီမိကတော့ခက်ပြစ်ကလေးပဲကြိုက်လို့တာကူလေးကိုခက်ပြစ်လေးပဲကြိုးထားပါတယ်အကျဲကြိုက်တဲ့သူလေးတွေကလည်းခက်ကျဲကျဲလေးကြိုးနိုင်ပါတယ်ဖြစ်ဒါဆိုအုံးတို့တာကူလေးရပါပြီ